သူတို့ဟာမြေအောက်မီတာ200အကွာမှာစီပိုင်းကြီးတစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒါကိုထွက်ပြေးလွတ်မြောက်ဖို့ရည်ရင်အဖြစ်အသုံးပြုရန်ဆုံးဖြတ်ခဲ့ကြပါတယ်လူတိုင်းစီပိုင်းထဲရောက်သွားတဲ့အခါမှာတော့ဂျက်ကအဖုံးကိုပိတ်ပြီးအပြင်ဘက်ကနေမူလီတွေနဲ့ကျက်လိုက်ပါတယ်စီပိုင်းတွေကသူ့တငယ်ချင်းတွေကအဖုံးကိုတရုံထုနေကြပြီးဂျက်ကတော့မျက်ရည်တွေနဲ့သူတို့ကိုနောက်ဆုံးနှုတ်ဆက်စကားပြောနေခဲ့ပါတယ်တဲထန်စွာရွာသွန်းနေတဲ့မိုးရေတွေကြောင့်ပတ်ဝန်းကျင်ကမြေအောက်ရေတွေဟာမြေကြီးကိုထိုးဖောက်ထွက်လာပါတယ်ရေမျက်နှာပြင်ဟာတဖြည်းဖြည်းမြင့်တက်လာပြီးဂျက်ရဲ့ခန္ဓာကိုယ်ကိုမြုပ်သွားစေခဲ့ပါတယ်အားရင်ကုန်ခန်းတဲ့အထိငိုကြွေးနေတဲ့ဂျက်ရဲ့သားဖြစ်သူဟာသူ့ဖခင်ရဲ့ဆုံးလို့အနစ်နာခံမှုကိုကြည့်နေုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ပါဘူးရေတွေဆက်တိုက်တက်လာပြီးစီပိုင်းဟာရေမျက်နှာပြင်ပေါ်ကိုပေါ်တက်လာပါတယ်အဲ့ဒီအချိန်မှာပဲကြောက်တုံးကြီးတုံးပြုတ်ကျလာပြီးစီပိုင်းကိုထိမှန်သွားတာကြောင့်စီပိုင်းဟာအောက်ကိုပြန်နှုတ်ဝင်သွားပါတယ်နောက်ထပ်ကြောက်တုံးအသေးလေးတစ်ခုနဲ့ထပ်တိုက်မိပြီးမှအပေါ်ကိုပြန်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့စီပိုင်းဟာလျှက်စစ်ဝါယာကျိုးတွေနဲ့ညှိသွားပါတယ်စီပိုင်းတွေကလူတွေဟာလွတ်မြောက်ဖို့နံရံတွေကိုဝိုင်းထူးကြပေမဲ့တိတ်မထူးကြခဲ့ပါဘူးသူတို့ဟာအားရှိသမျှစုပေါင်းတုံးကန်ကြပြီးအချိန်ချင်းစူးစမ်းပြီးနောက်မှာတော့ဝါယာကျိုးတွေကြားကနေလွတ်မြောက်သွားခဲ့ပါတယ်စီပိုင်းဟာပြန်ပေါ်လာပေမဲ့ကန်ဆိုးစွာနဲ့တံမဏိပိုက်တစ်ခုနဲ့ထပ်တိုက်မိပြန်ပါတယ်လူတိုင်းပိုက်ကိုဝိုင်းတွန်းကြပေမဲ့စီပိုင်းတွေကရေတွေဆက်တိုက်ဝင်လာနေပါတယ်အဲ့ဒီအချိန်မှာပဲစီပိုင်းပြင်ဘက်ကအတန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒါဂျက်ကပဲသူဟာအသက်မဆုံးခဲ့ပါဘူးသူကစီပိုင်းကိုအပေါ်ကနေကန်ပေးပြီးသူတို့ကိုဘေးအန္တရာယ်ကနေလွတ်အောင်ကူညီပေးနေတာပါစီပိုင်းတွေကလူတွေနဲ့အပြင်ကဂျက်တို့ပူးပေါင်းဆောင်ရွက်မှုကြောင့်စီပိုင်းဟာတံမဏိပိုက်ကနေတဖြည်းဖြည်းလွတ်မြောက်သွားပါတယ်သူတို့အောင်မြင်သွားပါပြီစီပိုင်းကလွတ်မြောက်သွားပေမဲ့ရေတွေကတော့စီပိုင်းတွေကိုဝင်နေတော့မှာပဲသူတို့အားလုံးပူးပေါင်းပြီးရေကိုစိတ်တဲ့နေရာကိုပိတ်ဖို့စူးစမ်းကြပေမဲ့ရေစီးကအရန်တန်နေပါတယ်လူတစ်ယောက်ကအော်ဟစ်လိုက်ပြီးသူ့ရဲ့လက်မောင်းကိုတုံးကရေယိုတဲ့နေရာကိုပိတ်လိုက်ပါတယ်အခြားလူတွေကိုခစ်တခဏကဲတင်ထားနိုင်ချိန်မှာယာကသူ့တငယ်ချင်းရဲ့လက်ကိုဆွဲဖို့စီပိုင်းစီကိုကူးခတ်သွားပါတယ်ဒါပေမဲ့စီပိုင်းကအပေါ်ကိုအရန်မြန်မြန်တက်နေတာကြောင့်သူတို့ကြားကအကွာဝေးကပိုဝေးသွားပါတယ်မောပန်းနှွမ်းနေတဲ့ဂျက်ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းရေထဲနစ်မြုပ်သွားပါတော့တယ်သူစိတ်ပြတ်အားငယ်နေတဲ့အချိန်မှာပဲကန်ကောင်းစွာနဲ့သူ့ခြေထောက်ကစီပိုင်းမှာပါတဲ့ကျိုးတစ်ချောင်းနဲ့ညှိသွားပါတယ်စီပိုင်းဟာဒေါင်းလိုက်တိုင်းအပေါ်ကိုတက်သွားပြီးဂျက်ကိုပါရေမျက်နှာပြင်ပေါ်ကိုအမြန်ခေါ်ဆောင်သွားပါတယ်သူတို့ရေမျက်နှာပြင်ပေါ်ကိုအောင်မြင်စွာရောက်ရှိသွားတဲ့အခါမြေပြင်ကယ်ဆယ်ရေးအဖွဲ့ကသူတို့ကိုမော်နီတာကနေတွေ့ရှိသွားပြီးချက်ချင်းပဲကယ်ဆယ်ဖို့ပြင်ဆင်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစီပိုင်းရဲ့တခြားနေရာတွေကနေရေတွေထပ်ယူလာပါတယ်ရေမျက်နှာပြင်ကဆက်တိုက်တက်လာတာကြောင့်လူတိုင်းထိတ်လန့်တုန်လှုပ်နေကြပါတယ်ရက်ဟာရေထဲကနေတက်လာပြီးသူ့ရဲ့နောက်ဆုံးလက်ကျန်အားအင်တွေနဲ့အပြင်ဘက်ကနေမူလီတွေကိုဖြုတ်ပေးလိုက်ပါတယ်